ဒီနေ့21ရက်6လ2025ကျွန်တော်တို့ရဲ့အိမ်တော်သက်က14နှစ်ပြည့်သွားပြီဒီ14နှစ်အတွင်းမှာကျွန်တော်ရဲ့အေးတူပူမြကြိုးစားပြီးတော့နေထိုင်ပေးခဲ့တဲ့ကျွန်တော်ရဲ့ဘူတူးလေးတဲလေးရှိစမီးလေးကိုလည်းကျေးဇူးတင်ပါတယ်ဒီ14နှစ်ကနေစပြီးတော့နောက်နှစ်ပေါင်း100တိုင်အောင်ဘိုးတို့ပြပြရှင်ရှင်နဲ့ရှိရှိခင်ခင်နဲ့နေတော့ကြမယ်လို့ကြိပေးပါတယ်နောက်ပြီးတော့ဘူတူးလေးလိုချင်တဲ့အရာတွေအားလုံးကိုလိုအပ်နေတဲ့အရာတွေကိုဖြည့်ဆည်းပေးဖို့လေတက်နိုင်လို့ကြိုးစားလုပ်ပါမယ်ရင်တော့လည်းဖြည့်ဆည်းပေးခဲ့တယ်လေနောက်လည်းဒီလိုမျိုးဖြည့်ဆည်းပေးတော့မယ်နောက်နှစ်ပေါင်းများစွာတိုင်အောင်တောင်းနေတယောက်နားလည်မှုတွေချစ်ခင်မှုတွေနဲ့ရှိသက်သွားကြမယ်လို့ပြောချင်ပါတယ်ကျွန်တော်တို့အနံပါစီမှာလူတောင်းပေးကြတဲ့လူအားလုံးလည်းကျေးဇူးတင်ပါတယ်ဘိုးတွေပေးတဲ့အမတွေလည်းကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်နောက်နှစ်တွေကြာရင်လည်းအဲ့လိုမျိုးပြီးနိုင်ပါသေးလို့တောင်းပါတယ်